ဒီခောက်ဆွဲဆိုင်ကလိုင်းပေါ်မှာအရန်နာမည်ကြီးပြီးတော့လူတွေကြိတ်ကြိတ်တူစားနေကြတာဘာကြောင့်လဲဆိုတာသိချင်လို့ဒီနေ့တကူတကကိုသွားစားကြည့်ခဲ့ပါတယ်နာမည်ကြီးရတယ်ဆိုတဲ့အကြောင်းရင်းရဲ့နောက်ွယ်မှာသူ့ရဲ့ခောက်ဆွဲတွေကတော်တော်စားလို့ကောင်းတဲ့အပြင်ပိုရှင်းလဲများတယ်ဈေးလဲတက်တာပါတယ်သူ့ရဲ့ခောက်ဆွဲကတာမန်ခောက်ဆွဲဆိုင်တွေရဲ့နှစ်ပွဲစာရှိပြီးတော့အခောက်တွေအသားတွေကလည်းအများကြီးပါတာပါဒီဝက်သားဖတ်ထုတ်လေးကလည်းဝက်သားလေးနူးနူးညံ့ညံ့လေးနဲ့ငရုတ်သီးစီမွှမွှလေးနဲ့အရန်ကိုစားလို့ကောင်းပါတယ်ခောက်ဆွဲထဲမှာဆိုရင်ဒီငရုတ်သီးစီမွှကိုထပ်ပြီးတော့ထည့်စားကြပါတော့တကယ်ကိုမွှမွှလေးနဲ့ကိုစားလို့ကောင်းတာပါဒီဆိုင်ရဲ့ signature ကတော့ဝက်စတူးခောက်ဆွဲနဲ့အမဲသားချက်ခောက်ဆွဲပါအဲ့ဒီခောက်ဆွဲတွေအပြင်အမဲမုံညင်းချင်းခောက်ဆွဲအမဲဆွပြုတ်ခောက်ဆွဲဖတ်ထုတ်ကိုပဇွန်နဲ့ရောဝက်သားနဲ့ရောအပြင်တခြားအချို့ပွဲတွေခောက်ဆွဲမျိုးစုံစီချက်တွေလည်းရပါတယ်ဆိုင်နာမည်ကတော့ဒေဟုံဆိုတဲ့ဆိုင်ပါဒီဆိုင်ရဲ့နာမည်ကတရုတ်နိုင်ငံမှာရှိတဲ့မြို့တစ်မြို့ရဲ့နာမည်ကိုအစွဲပြုပြီးပေးထားတာပါအဲ့ဒါကြောင့်မို့လို့သူ့ရဲ့ခောက်ဆွဲတွေကမြန်မာပြည်ရဲ့ရှမ်းခောက်ဆွဲနဲ့မတူဘဲနဲ့တရုတ်နိုင်ငံရဲ့ခောက်ဆွဲတွေရဲ့အရသာအတိုင်းထွက်ပါတယ်လူရှင်တဲ့အချိန်သွားကြည့်ရင်တော့10ခွဲ17လောက်ကိုသွားပါမနက်အစောဆိုရင်တော့လူအရန်တိုးပါတယ်တစ်ခါလောက်တော့သွားစားကြည့်လိုက်မယ်ဆိုပြီးတော့ကျမသွားကြည့်လိုက်တာတေချာတာတော့ကျမဒီဆိုင်ကိုခဏခဏသွားစားမိတော့မယ်ဆိုတာပါပဲဆိုင်လိပ်စာကတော့63လမ်း4243ကျမှာပါဒါကတော့မီနူးလေးတွေပါရှင်